ခုနတော်သမီးများအားလုံးမင်္ဂလာပါလို့ဆရာမဆုပ်ပါတယ်ဆရာကိုယ်တိုင်ဒုက္ခခံပြီးတော့ပေါ့နော်ဒီအိမ်တော်ရေးကိစ္စအတွင်းနဲ့အစီအမံရေးတွေကတိုက်ရိုက်ဆင်းလေလုပ်ပေးနေတဲ့ဗီဒီယိုဖိုင်လေးကိုပေါ့နော်ဆရာကြီးတင်ပေးနေတာပေါ့နော်ပွဲနေတဲ့အိမ်တော်ပေါ့ပြန်ပေါင်းနိုင်အောင်လို့နော်သူတို့ပွဲနေတာတော့တော်တော်ကြာပြီပေါ့နော်အဲဒါကြောင့်ဆရာစီမှာအလုပ်အပ်ဆရာလည်းအတက်နိုင်ဆုံးပေါ့နော်တက်တဲ့ပညာရဲ့နဲ့ဆရာတနိုင်တစ်ပိုင်းပေါ့နော်အတက်နိုင်ဆုံးအစွမ်းကုန်ဆရာဘက်ကနေကြိုးစားအားထုတ်ပြီးတော့ကိုယ်ကြီးပေးနေတာပေါ့နော်တခြားခုနေတော်သမီးတွေလေပေါ့နော်အိမ်တော်ရေးကိစ္စနဲ့ပတ်သက်ပြီးဖြစ်စေစီးပွားရေးကိစ္စနဲ့ပတ်သက်ပြီးဖြစ်စေပေါ့နော်ဘာပဲဖြစ်ဖြစ်အယောင်းဝယ်ကိစ္စတွေလည်းအဆင်မပြေခြင်းနဲ့ပေါ့နော်အခက်အခဲဖြစ်နေတယ်ဆိုရင်ဆရာစီမှာရုံကြည်ကြည်နဲ့အလုပ်အပ်နိုင်ပါတယ်ပေါ့နော်အိမ်ချမ်းနေအယောင်းဝယ်ကိစ္စလေးတွေလည်းတဲကျင်နေဆိုရင်ဆရာကြီးမှာဆက်သွယ်လို့ရတယ်ပေါ့နော်ဗေဒီမေးခြင်းနဲ့ခုနှစ်သားသမီးတွေလေပေါ့နော်ဆရာထံမှာနာမည်နဲ့နာမွေးတက္ကရာမွေးလမွေးရက်လေးတွေမွေးချိန်လေးတွေပေါ့နော်ပြီးလက္ခဏာပုံဘယ်တပုံညာတပုံတည်တည်ချာချာလေးရိုက်ပို့ပြီးတော့ပေါ့နော်ဆရာစီမှာမြင်မြန်လို့ရပါတယ်နော်ဆရာဖုန်းနံပါတ်လည်းဆရာအကောင့်ထဲမှာတင်ထားတယ်ဖုန်းနဲ့လည်းဒါလိုက်ဆက်ပြီးတော့ပေါ့နော်ဆက်သွယ်နိုင်တယ်မြင်မြန်နိုင်တယ်ဒီ TikTok Messenger Chatbot ကနေလည်းဆရာကိုစာပို့ပြီးတော့မြင်မြန်နိုင်ပါတယ်နော်ဆရာရဲ့ page ပေါ့နော် page account ကဆရာမင်းမနိုင်ဆိုပြီးတော့ရိုက်ချခြင်းလည်းပေါ်ပါတယ်ပေါ့နော်ဆရာ Viber လည်းရှိတယ်ပေါ့နော်ဆရာတင်ထားတဲ့ဖုန်းနံပါတ် Viber လည်းဖွင့်ထားတယ်နော်တခြားနိုင်ငံခြားပေါ့နော် WhatsApp နဲ့ဆက်သွယ်ကြတဲ့သူတွေလည်းဆရာaccount ထဲမှာ WhatsApp ဖုန်းနံပါတ်လေးဆရာတင်ထားတယ်ပေါ့နော်အဲ့ဒီဖုန်းနံပါတ်နဲ့ဒါလိုက် WhatsApp ကနေလည်းဆက်သွယ်လို့ရတယ်ပေါ့နော်ဒီ TikTok ကနေလည်းဆက်သွယ်လို့ရတယ် Viber ကနေလည်းရတယ်ပေါ့နော်ကဲဆရာကြီးအားလုံးနှုတ်ဆက်တယ်ပေါ့နော်ခုနှစ်သားသမီးအားလုံးမင်္ဂလာပါနော်လူရင်ဆန္ဒတွေပြေဝပါစေနော်